Say excuse me, cunt. Excuse me. ခါလဟုခေါ်သောဤအမျိုးသားသည်ရေချိုးရန်ပြင်ဆင်နေစဉ်လူကောင်ထွားထွားအမျိုးသားတဦးကလမ်းပိတ်ရက်လိုက်သည့်ကံကောင်းသည်မှာခါလော့စ်သည်ယခင်ကတိုက်ခိုက်ရေးပညာသင်ယူခဲ့ဘူးသောကြောင့်ထိုးနှက်ချက်အချို့ကိုကာကွယ်နိုင်ခဲ့တော်လဲရန်သူသည်အရက်ရှိပြီးတမ္မာကတေချောင်းကြံရန်ခိုင်မာသောရည်ရွယ်ချက်ရှိနေသည်တုတ်ပြန်တိုက်ခိုက်နိုင်လင်ပင်အတုံးမဝင်ပေအကြောင်းမှာနောက်ွယ်တွင်ပူပေါင်းကြံစီသူများရှိနေသောကြောင့်ဖြစ်သည်ဒုတိယမြောက်လူကိုအနိုင်ယူနိုင်ခဲ့တော်လဲတတိယမြောက်နှင့်စတုထမြောက်လူများရှိနေသေးသည်ထိုအချိန်တွင်ထောင်လန့်နိုးစော်တန်ထွက်ပေါ်လာသည်ထိုသူတို့သည်ကာလော့စ်ခေါင်းကိုအလင်းအမြန်ဆွဲကင်ကတန်နိုင်များနှင့်ပြင်းထန်စွာရိုက်ခတ်ကြသည်ငွေကြေးမပြည့်စုံမှုကြောင့်သူသည်သွားရှစ်ချောင်းဆုံးရှုံးခဲ့ရပြီးဆရာဝန်ကရုပ်ဆိုးဆိုးတံမဏိသွားများကိုတက်ဆင်ပေးခဲ့သည်ထောင်ပိုင်ခန်းသို့အပြန်လန်းတွင်သူသည်ခြုံခိုတိုက်ခိုက်ခြင်းခံရပြန်သည်ရင်းမှာခုခံကာကွယ်မှုတသက်တာဖြစ်တော်လဲတရားသူကြီးကအကြောင်းရင်းများကိုလုံးဝဥပိ္ပခာပြုကာအပြစ်အလုံးကိုသူ၏အပေါ်သို့ပုံချခဲ့သည်သူ၏ထောင်ထဲမှချက်ချင်းဆိုသလိုတစ်နှစ်တိုးသွားခဲ့သည်ဤတိုက်ပွဲကသူ့ကိုနိုးထစေခဲ့သည်ထိုခဏ၌ပင်သူသည်လက်ရှိအဖြစ်မှန်ကိုအပြည့်အဝနားလည်သွားခဲ့သည်ထောင်ထဲမှအေးချမ်းစွာထွက်ခွာနိုင်ရန်အတွက်လူတိုင်းကသူ့ကိုအဘယ်ကြောင့်တက်ချင်နေကြမှန်းသူမနိုင်ခဲ့ပေသူသည်မိမိကိုယ်တိုင်ပင်မမှတ်မိနိုင်တော့သည့်လူတစ်ယောက်ဖြစ်သူကူးပြောင်းရပေတော့မည်ရက်များစွာတရက်ပြီးတရက်ကုန်လွန်ခဲ့သည်သူ၏ခန္ဓာကိုယ်သည်ပိုမိုတမ်းမာလာခဲ့သည်ယခုအခါသူ၏ထိုးနှက်ချက်များသည်ထိရောက်မှုရှိလာပြီးလွဲမှားစွာခုခံခြင်းမျိုးမရှိတော့ပေသူ၏ရိုက်နှက်ချက်များသည်တိကျပြီးရက်ဆက်ကြမ်းကြုတ်လာသည်သူသည်သူ့ကိုလာရောက်စိန်ခေါ်သည့်အကျဉ်းသားများကိုချေမှုန်ရင်းတယောက်တည်းနှင့်အများတိုက်ပွဲများကိုဆင်နွှဲခဲ့သည်သို့သောထောင်ဝန်းအတွင်းဖြစ်ပွားခဲ့သည့်ဤရန်ပွဲကရက်ဆက်လာသောအမှန်တရားကိုဖော်ထုတ်ပေးခဲ့သည်အရိုက်ခံရသောအကျဉ်းသားသည်လုံးဝပြိုလဲသွားပြီးခါရော့ရက်ဆက်မှုကိုစိုးရုံကဝန်ခံခဲ့သည်ထောင်တစ်ခုလုံးကသူ့ကိုအဘဲကြောင့်တက်ချင်နေရသည်နည်းဆိုသည့်လျှို့ဝှက်ချက်ကိုသူတက်တည်ပြလိုက်သည်ရင်းမှာသူကမြည်သူကိုမျှပြစ်မှားခဲ့သောကြောင့်မဟုတ်ပဲသူ၏ညီဖြစ်သူလင်ခုံကသူ့ကောင်းကိုဖျက်ယူနိုင်မှာကပေါင်20သူညပေးမည်ဟုစုကြီးထုတ်ထားသောကြောင့်ဖြစ်သည်ပေါင်20သူညဆိုသည်မှာအပြင်ဘက်တွင်အများကြီးမဟုတ်တော့လဲထောင်ထဲတွင်မူမဟာဗန္နာကြီးပင်ဖြစ်သည်ကာလော့စ်သည်ဤအဖြစ်မှန်ကိုမလက်ခံနိုင်ပဲစိတ်တက်ကြခဲ့ရသည်သူ့ကိုအစွမ်းကုန်ကာကွယ်ပေးခဲ့ပြီးသူ့အစားထောင်ချခံခဲ့သည့်ထိုသူသည်သူ၏တေဆုံးမှုအတွက်အမြဲတမ်းငွေပေးချေနေခဲ့ခြင်းဖြစ်သည်သူ၏ရင်ထဲတွင်လက်စားချေလိုသည့်မိတောက်တစ်ခုတဖြည်းဖြည်းတောက်လောင်လာခဲ့သည်နောက်ပိုင်းထောင်ထဲတွင်ကုံလွန်သည့်ရက်များ၌သူသည်တိုက်ခိုက်နေုံသို့မဟုတ်တိုက်ခိုက်ရန်ပြင်ဆင်နေုံသာရှိတော့သည်မိခင်ဖြစ်သူလာရောက်တွေ့ဆုံသည့်အချိန်သာလျှင်သူပြုံးပြနိုင်ခဲ့သည်နောက်ပိုင်းနှစ်များတွင်လင်ခုံသည်စုချင်းငွေကိုမြည်သည့်အခါမျှပြန်မရုပ်သိမ်းခဲ့ပေလူသက်သမားများသည်ထောင်စီသို့ကားများနှင့်ရောက်ရှိလာကြတော့လဲသူတို့ရောက်လာလေလေကာလော့စိတ်ဓာတ်ကပုံမကြန့်ခိုင်လာလေလေဖြစ်သည်သူ့ကိုတက်ရန်အတွက်ထိုသူများသည်နီလန်းပေါင်းစုံကိုအသုံးပြုခဲ့ကြသည်အကျဉ်းသားတဦးသည်ရင်နွေးဆူဆူထဲသို့တကြားထက်ကပူပြင်းသည့်တကြားရည်ပြုလုပ်ခဲ့သည်သူအကာအကွယ်မဲ့နေချိန်တွင်ထိုတကြားရည်ကိုသူ၏မျက်နှာပေါ်သို့ပတ်ဖြန်းလိုက်သည်ဤတစ်ချိန်တွင်ကာလော့စ်မျက်နှာတွင်ဒဏ်ရာတန်ချက်အမာရွတ်များကြံရစ်ခဲ့ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည်ထိုရန်ပွဲကြောင့်တရားသူကြီးကသူ၏ထောင်ဒဏ်ကိုနှစ်ထပ်မံတိုးမြင့်ခဲ့သည်တကဘာလုံးကငါ့ကိုတေးစေခြင်းမှတော့ငါဟာလူတိုင်းရဲ့အိမ်မက်ဆိုးဖြစ်လာရတာပေါ့ကာလော့စ်သည်တနာငါနာမဲ့သောတိုက်ခိုက်ရေးနည်းစနစ်များကိုနေ့စဉ်နှင့်အမျှလေ့ကျင့်ခဲ့သည်သူ၏ရှေ့တွင်မြည်သူများမမရက်နိုင်တော့ပေတရေတပတ်တမျှကြောက်เสียကောင်းသောငရဲမင်းတစ်ပါးသည်ဤထောင်တွင်၌မွေးဖွားလာတော့မည်ဖြစ်သည်လူတစ်ယောက်ကသူ၏ကြောက်ကပ်ကိုဓာတ်နှင့်ထိုးလိုက်သည်သူသည်နာကျင်မှုကိုမခံစားရရုံမျှမကအိပ်ပျော်နေသည့်တားရဲတကောင်ကဲ့သို့မျက်နှာနီရဲလာခဲ့သည်အားလုံးလာကြဆန်းထို့နောက်ထိုသားမြောင်ဖြစ်ပင်သူသည်ထောင်ထဲတွင်ပထမဆုံးအကြိမ်ဖြစ်လူတစ်ယောက်ကိုတပ်ဖြတ်လိုက်တော့သည်ဤတစ်ကြိမ်တွင်ထောင်ထဲ၌လူတစ်ယောက်သေဆုံးသွားခဲ့ပြီဖြစ်သည်ဤတစ်ကြိမ်တွင်ထောင်ထဲ၌လူတစ်ယောက်သေဆုံးသွားခဲ့ပြီဖြစ်ရာကာလော့စ်ထောင်ထဲမှ10နှစ်ထပ်မံတိုးသွားခဲ့သည်သူသေဆုံးချိန်ထိထောင်ထဲတွင်သာအဆုံးမရှိတိုက်ခိုက်သွားရတော့မည်ဟုထင်မှတ်ထားခဲ့တော်လဲထိုနေ့တွင်မိခင်ဖြစ်သူကထောင်သို့လာရောက်တွေ့ဆုံပြီးသတင်းဆိုးတစ်ခုကိုအသိပေးခဲ့သည်မိခင်တွင်အဆိုးရွားဆုံးဖြစ်သောမုတ်ချိုအိတ်ကင်ဆာ pancreatic cancer ဖြစ်ပွားနေပြီးအသက်ရှင်ရန်အချိန်များကြီးမကျန်တော့ပေတပတ်အကြာတွင်မိခင်၏စိုးရိမ်ရသည့်အခြေအနေသတင်းကိုရရှိလိမ့်မည်ဟုမိသူကမျှော်လင့်ထားမည်နီကာလော့စ်ထောင်ပိုင်ထံတွားရောက်ကညီဖြစ်သူ၏ပြစ်မှုများကိုဖော်ထုတ်တိုင်ကြားပေးမည်ဟုလဲလှယ်၍မိခင်ကိုတွားရောက်တွေ့ဆုံရန်9 နာရီကြာထောင်ထွက်ခွင့်ရရှိခဲ့သည်သို့သောဆေးရုံသို့ရောက်ရှိချိန်တွင်မိခင်ဖြစ်သူမှကွယ်လွန်သွားခဲ့ပြီဖြစ်သည်ကာလော့အတွက်နောက်ဆုံးကြန့်ရှိသောတန်ရောစဉ်ကြိုးတိုင်သည်လည်းပျောက်ကွယ်သွားခဲ့ရပြီးသူ၏မျက်နှာပေါ်တွင်မျက်ရည်တစများမရှိဘဲလွန်ကဲသောတိတ်ဆိတ်ငြိမ်သက်မှုသာလွှမ်းမိုးထားသည်ထိုတိတ်ဆိတ်မှုပြီးနောက်လက်စားချေလိုသည့်မိတောက်သည်သူ၏အသိစိတ်အားလုံးကိုဝါမျိုးလောင်ကျွမ်းစေတော်မူအပြန်လန်းရှိဓာတ်လေကားအတွင်း၌သူသည်ထောင်အဆောင်2ဦးကိုရိုက်နှက်မိမျောစေခဲ့ပြီးဆေးရုံ၏နောက်ဖေးတကားမှတဆင့်တိတ်တဆိတ်ထွက်ပြေးလွတ်မြောက်သွားခဲ့တော်သည်